မန္တလေးမြို့မှာမိုးတဲထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်အမိုးတစ်ခုကလွင့်ကျလာပြီးလူ3ယောက်ကိုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရခဲ့ပါတယ်။မေလ10ရက်နေ့ကအင်အားပြင်းငလင်တန်တဲ့မန္တလေးမြို့မှာမိုးတဲထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်မဟာအောင်မြေမြို့နယ်84လမ်းနဲ့38လမ်းတောင်စာတင်ကျောင်းအနီးအဆောက်အဦတစ်ခုအောက်မှာမိုးခိုကစကားပြောနေကြတဲ့လူငယ်တွေရဲ့အပေါ်ကို25ပေဝန်းကျင်ရှိတဲ့အိမ်မိုးတစ်ခုကလွင့်ကျခဲ့တယ်လို့သိရပါတယ်။မဟာအောင်မြေမြို့နယ်ဒေသခံတယောက်ကလေပြင်းတိုင်ကြောင့်လွင့်ပါလာတဲ့အိမ်အမိုးထိခိုက်မိတာမစိုးရင်ရပါဘူး။3ယောက်စလုံးဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရတဲ့3ယောက်ကိုမန္တလေးဆေးရုံကြီးကိုပရဟိတအဖွဲ့တွေကကူညီပို့ဆောင်ပေးခဲ့တယ်လို့ပြောလာပါတယ်။ငလင်တန်တဲ့မန္တလေးမှာမေလ10ရက်နေ့ညနေကမိုးတဲထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်ငလင်တန်တဲ့ဒေသခံတွေရဲ့ယာယီတဲတွေပြိုကျတာတစ်ပင်တွေလဲကျတာငလင်တန်ထိအဆောက်အုံတွေပြိုကျတာတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။မန္တလေးမြို့ကအမျိုးသမီးတယောက်ကငလင်တန်ထိထားတဲ့အဆောက်အုံတွေလည်းကျသွားတယ်။ပြိုကျထားတဲ့အဆောက်အုံတွေကအမိုးသွပ်တွေပါလွင့်ထွက်သွားတာ။ဒေသခံတွေကယာယီတဲတွေနဲ့နေရတာသူတို့အခက်ခဲတွေရင့်ဖြစ်တာပေါ့လို့ပြောလာပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေထုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်ခြင်းနဲ့မုတ်တုံလေဝင်ရောက်လာနိုင်ခြင်းကြောင့်ငလင်တန်တဲ့ဒေသတွေဖြစ်တဲ့မန္တလေးစကိုင်းရှမ်းနေပြည်တော်နဲ့ပဲခူးအပါအဝင်မေလ10ရက်နေ့ကနေ15ရက်အတွင်းတိုင်းနယ်ပြည်နယ်အချို့မှာမိုးကြီးနိုင်တာနေရာကွက်ကြားမိုးကြီးနိုင်တာကြောင့်ဖြစ်ပေါ်လာမယ့်သဘာဝဘေးဖြစ်စဉ်တွေကိုသတိပြုဖို့လိုအပ်တယ်လို့စက်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်